အတွေ့အကြုံရင့်ကျက်တဲ့ Fiorentina နဲ့ရီမန်ချက်ကြီးမားတဲ့ကိုမိုရိုရဲ့ထိတ်တိုက်တွေ့ဆုံမှုပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်မနေ့အစောပိုင်း2နာရီမှဆိုရင်တော့အီတလီမြေမှာစိတ်ဝင်စားစရာပွဲစဉ်တစ်ပွဲရှိနေပါတယ်။အဲ့ဒါကတော့အစလာကြီးမားတဲ့ Fiorentina နဲ့ဒီဟာဒီမှာနာမည်ကျော်ကစားသမားဟောင်း Fabregas ကန်ကျွဲပြီးတော့ခြေစွမ်းပြနေတဲ့ကိုမိုရိုရဲ့ပွဲစဉ်မှာပဲရှင်။ Fiorentina တို့အင်္ဂါမှာအမခံမလားဆိုတာစောင့်ကြည့်ရမှာပါ။ Asian Fiorentina ကတော့ဒီဟာဒီမှာတကယ့်ကိုတည်ငြိမ်နေတဲ့အသင်းမှာရှင်။အထူးသဖြင့်သူတို့ရဲ့တိုက်စစ်ကစားပုံကအရန်ကိုထက်မြက်ပြီးတော့ဂိုးသွင်းချေရှိတဲ့ကစားသမားတွေအများကြီးကိုရှိနေပါတယ်။တစ်ဖက်ကကိုမိုကတော့အသိငယ်ဆိုပေမဲ့ကစားဟန်ကတကယ့်ကိုရဲကျက်ပါတယ်။ဘောလုံးပိုင်ဆိုင်မှုယူပြီးတော့တိုက်စစ်စင်ကစားတတ်တဲ့ Fabregas ရဲ့အနီးဗျူဟာကအသင်းကြီးတွေကိုဒုက္ခပေးလေရှိတာကြောင့်လဲ Fiorentina အတွက်ကတော့လွယ်ကူတဲ့ပွဲဖြစ်လာမှာတော့မဟုတ်ပါဘူး။အိမ်ကွန်းအားသာချက်အသုံးချပြီးတော့ကိုမိုကိုအနိုင်ယူသွားမလား။ဒါမှမဟုတ်လူငယ်တွေနဲ့ခြေစွမ်းပြနေတဲ့ကိုမိုကအဝေးကွန်းမှာ3မှတ်ယူသွားမလားဆိုတာစောင့်ကြည့်ရမယ့်အနေအထားတစ်ခုပါပဲ။ကိုမိုရဲ့ခံစစ်လူကအနေအထားအားနည်းချက်ကိုကောင်းကောင်းသိနေတဲ့ Moisican အနေနဲ့ဒိုင်ယာကြောင့်ပွဲနာထားတာကိုအခွင့်ကောင်းယူပြီးကိုမိုတို့ခန်းစစ်ဖွင့်စောမလားဒါမှမဟုတ်ဂိုးသမားဒီဂီယာရဲ့လက်စွမ်းတွေကိုရောကြော်ဖြတ်နိုင်ပါမလားဆိုတာမိကွန်းတွေရှိနေပါသေးတယ်။ကွန်းလက်ကဖန်ဆင်းရှင်ဆိုလက်မမားတဲ့နီကိုပတ်ရဲ့လူပေးတည်တမှုတွေနဲ့အတူဂိုးသွင်းတိကျတဲ့ဒိုဘီဂတ်ရဲ့ဂိုးတွေနဲ့အတူအဝေးကွင်းအောင်နိုင်သူအဖြစ်ကိုမိုတို့အိမ်ပြန်ခီးလာမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အနေထားပါပဲတကယ်တော့ဒီပွဲကအတွေ့အကြုံရင့်ကျက်တဲ့ Fiorentina နဲ့ရီမန်ချက်ကြီးမားတဲ့ကိုမိုတို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုတစ်ခုပါ Fiorentina အတွက်ဥရောပဝင်ခွင့်မျှော်လင့်ချက်ခိုင်းမှာဖို့ဒီ3မှတ်ကမဖြစ်မနေလို့အပ်နေသလိုကိုမိုအတွက်ဆိုရင်လည်း Serie A မှာသူတို့ဟာအားလုံးသတိထားရမယ့်အသင်းတစ်သင်းဖြစ်ကြောင်းသက်သေပြဖို့အတွက်အခွင့်အရေးကောင်းပါပဲဒီပွဲအတွက်ခံမှန်းချက်ကိုကြည့်မယ်ဆိုရင်တော့ Fiorentina ရဲ့အင်ကွန်းမန်နဲ့တိုက်စစ်အစွမ်းကိုအသုံးချပြီးတော့အင်ကွန်းမှာအမှားရမရှိထိန်းချုပ်နိုင်မှာမလားဆိုတာတော့စောင့်ကြည့်ရမှာပါရှင်။ဒါကြောင့်အေရှင်တို့အနိုင်ရသွားဖို့ကများပါတယ်။ကိုမိုးရဲ့ဒီထွန်းဖန်တီးနိုင်စွမ်းကလည်းတကယ်ကိုပြောင်ပြောင်လွန်းတဲ့ဗျူဟာတစ်ခုမို့အေရှင် Fiorentina တို့အခက်တွေ့စေမဲ့ပွဲဆိုလည်းမမှားပါဘူး။အေရှင်တို့ရဲ့နီးဗျူဟာတာအလုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့တကူးစီဆိုတဲ့တရေရလက်မျိုးလည်းထွက်ပေါ်လာနိုင်ပါတယ်။အမမခံတဲ့အေရှင်တို့ကိုမိုးရဲ့တိုက်စစ်ကိုခုခံနိုင်မှာမလားဆိုတဲ့အမိကတော့အေရှင် Fiorentina တို့တကယ်ကိုအခက်တွေ့စေမှာပါ။2025မှာနောက်ဆုံးတွေ့ဆုံမှု2ကြိမ်ဇက်တိုက်ရှုံးနိမ့်ခဲ့တဲ့အေရှင် Fiorentina တို့အဆင့်6နေရာထိတန်လန်းနိုင်ခဲ့တဲ့ကိုမိုးကိုရင်ဆိုင်ပြီးနောက်တစ်ဆင့်တန်လန်းနိုင်မလားဆိုတာကတော့ပြည်သက်တို့ထင်မြင်ချက်လေးတွေကိုရေးပေးခဲ့ကြပါဦးကျမတို့အမြင်ရပြောရမယ်ဆိုရင်တော့ Fiorentina တို့ကသူတို့ရဲ့အိမ်ကွန်းမှာ3မှတ်အပြည့်ယူသွားလိမ့်မယ်လို့ထင်ပါတယ်ရှင်ကဲပရိသတ်ကြီးတို့ရောကိုမိုတို့အန်းအသင်းစရာရလက်မျိုးဖော်ဆောင်လာနိုင်မယ်လို့ထင်လားခံမရလက်လေးတွေကိုလည်းအောက်ကကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ရှင်အခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေနဲ့ခံမှန်းချက်လေးတွေကိုအချိန်နဲ့တပြေးညီနားဆင်ကျင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားကြဖို့မမေ့ပါနဲ့အောင်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်